မျိုးတို့ကြိုက်တဲ့ Lenovo ThinkBook ကို2 တုံးနဲ့ဆိုတာလည်းရောက်ပါပြီဗျာ Metal body နဲ့ဖြစ်ပါတယ် color 2အောင်ဆက်ကတော့ဒီလိုလှပါတယ် Lenovo ThinkBook 14 G6 ဖြစ်ပါတယ်လုံးဝ series အမြင့်လေးနဲ့ Ryzen 5 ပုံမှာ9000 series ဆိုတော့မြင့်နေပြီပေါ့ဗျာလုံးဝမိုက်ပါတယ်ဈေးနှုန်းကတော့ကျွန်တော်18,500မှာ RAM 8GB နဲ့ SSD 512ပါတဲ့ Lenovo ThinkBook လေးကတော့ fingerprint က power button မှာထည့်ပေးထားတာဖြစ်ပါတယ်နေသားလေးကဒီလိုပါ Metal body နဲ့ဖြစ်ပါတယ်ဗျာဈေးနှုန်းကတော့18,500ဖြစ်ပါတယ်2 တုံးနဲ့ဖြစ်ပါတယ်လုံးဝ14လက်မ size ကိုဘေးပေါင်လေးတော်တော်ကျင်းတဲ့ webcam privacy shutter ပါတယ်ပေါ့ဗျာ ThinkBook ဆိုတဲ့စာတန်းလေးကတော့အပေါ်ဘောင်လေးမှာအထာကြကြလေးသုံးထားပေးတာဖြစ်ပါတယ်အထာကြလာတဲ့ ThinkBook ပါဘေးမှာဘာတွေပါမလဲဆိုတော့ SD card slot ပါမယ် USB port ပါမယ် LAN port ပါမယ်ဘယ်ဘက်မှာဆိုလို့ရှိရင်တော့ Type C port headphone jack HDMI နဲ့ USB port ဒီဘက်မှာ Type C port ကလည်းကျွန်တော် charging က Type C ဖြစ်သွားတဲ့အတွက်ကြောင့်မလို့အထာကြပါတယ်ဈေးနှုန်းကတော့18,500ဖြစ်ပါတယ်ဒီကောင်လေးကတော့တစ်လုံးနဲ့ရောက်တာဖြစ်ပါတယ်ဗျအဲ့တော့ ThinkBook ကြိုက်တယ် generation မြင့်သုံးနေတယ် SSD 512နဲ့တီးကျင်တယ်ဆိုတော့ဒီကောင်လေးကိုယူပါ18,500ပါဗျ